ခင်းနေတဲ့ခုမှာဆိုကမလေးတရားဟာကျောင်းနောက်ကျနေပါတယ်ငါကျောင်းထဲနောက်ကျနေပြီငါမနဲ့မမှန်ထမရမယ်ကျောင်းနောက်ကျနေဆမရိုက်လိမ့်မယ်ဟာဒလီတရားဘေးတီးတောင်ကြားရတာဘောကမလေးကနေပြီးရောမီယာကနေဟာဒူလည်းမတည်ဘူးငါတော့ဖွင့်လိုက်အောင်မဟာဒူလည်းမတည်ဘူးရှင်ကအော်ဟုတ်ကဲ့အိမ်လေးပြောင်းနေလို့လာပြီးတစ်ချက်မေးကြည့်ရပါကျမရှင်းလည်းမတည်ဘူးရှင်းလည်းအိမ်မပြောချင်ဘူးကျမဘာမှမတည်ဘူးတွားလို့ရှင်တွားချင်တွားတော့မတွားချင်ကျမရေးတိုင်လိုက်မှာနော်ပြီးပြောပြီးရောအိမ်ထဲပြန်ဝင်လာတော့ဗောဘဲကအရှုပ်လုတ်တယ်လည်းမတည်ပါဘူးဟာငါ့အောင်မနဲ့စောစောစီစီလာပြီးနောက်ရှက်ညနာလေးတက်လိုက်ပါအောင်မယ်ဟာလေငါရေချိုးလို့လည်းပြီးဆိုအင်ကြီးတော့ဝေးလိုက်ပါအောင်မယ်ဟာဟိုဟဲဟိုကောင်လေးလည်းမပြန်တူတွေ့မယ်ငါနဲ့အင်ကြီးလည်းပြီးတွေ့မယ်ငါ့အောင်နောက်ရှက်လေးတွေ့မယ်မက်ဘာကိစ္စဟဲပြတ်သွားလေငါနဲ့တွေ့မယ်နောက်ပြီးတွေ့အောင်မယ်အခုကကျောင်းလေးပိုင်းတွားလာမှကျောင်းနောက်ကျနေပြီ9မိနစ်တောင်ရှိစမလာနေလောက်ပြီသူဟာကျောင်းပိတ်တယ်ဆိုလို့ပြန်လာနေရပေါ့ဒီရလေကျောင်းပိတ်တယ်ဆိုလဲကျောင်းပိတ်တယ်မပြောဟေးစိတ်လည်းညစ်ပါဟေးဟိုကျောင်းကြောင်ပြန်သေးဘူးခငါစိတ်လည်းညစ်ပါပြောချင်ကျောင်းပိတ်တယ်ဆိုလည်းမနစ်ကလေးကပြောမဒီနေ့မှပိတ်တာတဲ့ပြောချင်ကျောင်းလူလေတာယာရဲ့နနခင်းလေးနဲ့တာယာရဲ့နနခင်းလေးဖြစ်သွားပေါ့တွေ့မယ်ဒီကမာလေးကိုငါနဲ့တွေ့မယ်ငါ့ကိုပြောခဲ့ကမာလေးငါနဲ့တွေ့မယ်ဆိုပြီးတော့ကမာလေးကိုသူကတက်ပြီးခေါ်ပါဒါပေမဲ့ရဲဒီရှာကြီးရဲ့တရားခံကတော့မတွေ့ခဲ့ပါဘူးအင်းများဒီကစားနေရင်းနဲ့သူဟာလမ်းပြောက်မဲ့နေရာတစ်ခုကိုလမ်းပြောက်ကစားနီးပေါ့နော်အဲ့နေရာကိုတွားပြီးကစားတာပေါ့ဟိုမှာလူတယောက်ပဲလဲနေရပဲဘာဖြစ်နေရလဲမသိဘူးဟာဒါလူတေးပဲကမာလေးကနေပြီးကြောက်ပြီးငိုပြီးတော့ yes ခန်းကိုတော့တိုက်တာပေါ့အဲ့ချိန်မှာပဲဟူလူကနေပြန်ရောက်လာတာပေါ့သူဒါနောက်ပြီးဖတ်သူတင်မိမယ်ပေါ့နော်အော်ကျမဖန်လေးတယောက်ပေါ့နော်ဖန်နာမတည်ဘူးတက်တုံဆိုတယောက်ဒီကောက်ပိုက်ရှလေးမှာဦး IP နဲ့မြေပြိုးနေလို့ IP လေးပြန်ထားပါရှင်းကြည့်ပေးပါဦးနော်အဲ့လိုချစ်ပါကျမဖန်လေးတယောက်ဒီကောက်ပိုက်ရှလေးမှာဦး IP နဲ့မြေပြိုးနေလို့ IP လေးပြန်ထားပါရှင်းကြည့်ပေးပါဦးနော်အဲ့လိုချစ်ပါကျမဖန်လေးတိုင်းမတင်ပေးပါမယ်ရှင်းအဲ့လိုတာ